ကံလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တနင်္လာနေ့ညနေတွဲဖြစ်ပါတယ်မနေ့ကတော့ဒါ6ဆင်းသွားတယ်ပေါ့နော်ဒီတနင်္လာနေ့မနေ့ပိုင်းမှာအပူဆင်းသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီအပတ်ကအပူဒါပေါ့နော်မျိုးလေးရှိပါတယ်ဗျာနော်6ဆင်းလာတဲ့အတွက်3တလုံးဖူးမကျော်ဆင်းမှုရှိပါတယ်မိတ်ဆွေများအနေနဲ့ဒီ6အပူဖော်မြူလာရမွေးထိုးသင်းတဲ့ကဏ္ဍလေးကျွန်တော်ပြောပြပါမယ်အဲ့ဒါကတော့348ကိုအခွေထိုးပါအဲ့ဒါကတော့2ရက်အတွင်းဆင်းမှုရှိတယ်348ကိုအခွေရပါတော့343839 4849ဒီကားလေးပေါ့နော်ဒီ348ကိုအခွေကို434849နော်အဲ့ဒီဟာတွေကိုမွေးထိုးပါ348ကိုအခွေကိုကတကယ်လို့ဟွာမဝင်နိုင်ဘူးကျွန်တော်ဒီဟာမွေးခွက်တွေယူဖို့ခက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောတဲ့348ကိုအခွေမွေးထိုးပါပြီးရင်ဒီကိုဟိုအပူကြိုက်တယ်ဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့ကဏ္ဍဥမာကိုက3ကြိုက်နေဆိုလို့ရှိရင်တော့33အပူအဲ့လိုမျိုးလေးတွေမွေးပြီးကစားပါဒီအပူကလည်းဒီတစ်ပတ်ထပ်ပြီးတော့ဆင်းဖို့ရှိပါသေးတယ်ဒီ348ကိုအခွေရလည်းဆင်းဖို့ရှိပါသေးတယ်ဗျာနော်ကျွန်တော်ကတော့ဒီမနက်ပိုင်းမှာ6ဆင်းလာတဲ့အတွက်ဒါ35ချိန်35 break formula ရပါတော့ဒီတောက်ကြနေကဆင်းလာတာကထိပ်ပိတ်က93ဆိုပြီးတော့ဒါကျွန်တော်တို့နက်ခက်ဖြစ်နေတော့35ချိန်35 break formula ရကျွန်တော်ကတော့ညနေမှာ35 break ကိုပဲဦးစားပေးပြီးရွေးထားပေးပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေတကယ်လို့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဟိုထပ်ပြောပြပါမယ်348ကိုအကွေဟူးမဲ့ကျော်ဆင်းမှုရှိပါတယ်အဲ့ဒါကိုမွေးထိုးနိုင်လို့ရှိရင်တော့အကောင်းဆုံးပါဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီတစ်ပတ်အတွက်မမဝင်နေတဲ့သူတွေလည်းဝင်လို့ရပါသေးတယ်ဗျာနော်ကျွန်တော်ဒီမှာကတော့နေ့တိုင်းမွေးခွက်ပတ်တီအားလုံးပါ3000ပါအခုချိန်ထိတော့ဒါပတ်တီနဲ့မွေးခွက်နဲ့မဆင်းသေးပါဘူးမွေးခွက်နဲ့ပတ်တီနဲ့ကဒါပတ်တီတစ်လုံးကတော့ဒီအင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်တော့သူကဆင်းလေးစင်တာတော့ရှိပါတယ်ကိုတကယ်လိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာချတာပြီးတဲ့ Viber Telegram မှာ high ပြီးတော့လာယူပေးပါဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ